တဲ့ရဲ့တနေ့တာမှာတင်အသွေးပေါင်းဘလောက်တွေးနေတယ်လို့တင်ယုံကြည်ထားလဲကျွန်တော်တို့လူသားအားလုံးမှာတနေ့တာဖြတ်တန်းမှုအတွက်အသွေးပေါင်း9000ကနေ9000အထိတွေးတတ်ကြလေရှိပါတယ်ဒီနေရာမှာထူးခြားအံ့ဩစရာကောင်းတာက65ရာခိုင်နှုန်းသောအသွေးတွေကကျွန်တော်တို့ထက်ခါတွေးနေတဲ့အသွေးတွေဖြစ်ပါတယ်ဒီဟာကဘာကိုပြောတာလဲဆိုရင်ကျွန်တော်တို့ဘဝမှာမကောင်းတဲ့အတွေးတွေကိုအမြဲပြန်လဲပြီးတွေးတတ်ကြတဲ့သဘောရှိပါတယ်အဲ့တော့ကျွန်တော်တို့ဘဝမှာမကောင်းတဲ့အတွေးတွေကိုထပ်တလဲတွေးမိနေတယ်ဆိုရင်ကျွန်တော်တို့ဘဝမှာပျော်ရွှင်မှုအောင်မြင်မှုဆိုတာတွေနဲ့ဝေးနေပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကောင်းမွန်တဲ့အတွေးတွေပြန်လဲတည်ဆောက်ဖို့လိုပါတယ်အဲ့ဒီလိုတည်ဆောက်ဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့လွန်ခဲ့တဲ့တစ်ပတ်လွန်ခဲ့တဲ့တစ်လလွန်ခဲ့တဲ့တစ်နှစ်ကကျွန်တော်တို့အောင်မြင်ခဲ့တဲ့အရာတွေကျွန်တော်တို့ပျော်ရွှင်ခဲ့တဲ့အရာတွေကိုပြန်လဲတူးဆွားဖို့လိုပါတယ်အဲ့ဒီလိုတူးဆွားဖို့ဆိုရင်ကျွန်တော်တို့လွန်ခဲ့တဲ့တစ်ပတ်ကပျော်ရွှင်မှုတွေကိုပြန်လဲမြင်ကြည့်ကြားကြည့်ခံစားကြည့်ဖို့လိုပါတယ်ဒီအရာတွေကိုစာရွက်ပေါ်မှာရှရေးခြင်းအဖြစ်လဲတည့်ရဲ့မကောင်းတဲ့အတွေးတွေကနေရောကောင်းမွန်တဲ့အတွေးတွေကိုပြန်လဲတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကလည်းတဲ့အတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အကယ်၍အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါဦးနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါမယ်ကျွန်တော်နာမည်ကိုစိန်ရွှေပါ live coach တယောက်ဖြစ်ပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye